လက်ရှိကရင်ပြည်နယ်ကကျေးစားလက်နဲ့ကင်တွေကနော်ဂျားပြန့်မူကြီးစေဝါလောင်းကစားတွေနဲ့မတရားအကျိုးစီးပွားတွေနဲ့ကြီးပွားချမ်းသာနေပြီးဂိတ်ထောင်ဗာလဲလောင်းကစားဝိုင်းထောင်ပြီးတော့ကြီးပွားချမ်းသာနေပြီးအဲ့ဒီလူတွေအတွက်ဘာလို့အလူခံနေပေးသေးတာလဲအလူခံပေးနေသေးတာလဲစစ်မတိုက်ဘူးလေရင်ဘုံကျဲမှာကြောက်နေရင်ဘာလို့ဒီကျေးစားလက်နဲ့ကင်တွေကိုမွေးစားသေးတာလဲနော်ဒါကြောင့်မို့အောင်နောင်ခိုက်ဖာအတီခမ်လို့ဒီเราโพสสั่งโพสဒီအောင်နောင်ခိုက်ဖာအတီနော်ကရင်ပြည်နယ်哦နော်ချက်လက်မင်းအွန်လိုင်းအေးခွိုင်းလေမိုင်ပုံနော်ဖလောမအာမခေါန့်လဲမင်းအွန်လိုင်းကနော်မင်းအွန်လိုင်းကစစ်တိုက်သည်ဖြစ်စေမတိုက်သည်ဖြစ်စေသူဘောက်ကျဲချင်အချက်မြေဘောက်ကျဲလို့ရနေတာပဲဘာဖြစ်လို့ဆိုသူ့လက်အောက်ကမလွတ်မြောက်သေးဘူးလေမလွတ်မြောက်အောင်ဒီကျေးစားကရင်လက်နဲ့ကင်တွေကသူ့ကိုသစ္စာခံပြီးတော့ကြုံခံပေးနေတာလေအခုချက်တိကရင်ပြည်နယ်တံပြည်နယ်နော်တမြို့နယ်မှာမလွတ်မြောက်သေးဘူးအခုကြည့်အညာဒေသအညာစကန်ဒေသ9နှစ်သား6နှစ်သားကလေးတွေစကိုင်းမြို့နယ်ရဲ့ရဲစခန်းကိုတောင်မှသူတို့တက်စော်နေပြီပေါင်းမြို့နယ်တစ်ခုလုံးကိုသူတို့သိမ်းနိုင်ပြီဒါကိုလေရင်နဲ့ဘုံကျဲမှာကြောက်နေတဲ့နော်လော်ဘီတွေနောက်ပြီးတော့ပြောသေးတယ်ကျမတို့ကားတဲ့သူများရေးတဲ့စာကိုဖတ်ပြီးတော့နော်သူများရေးတဲ့ကိုစာကိုဖတ်ပြီးတော့ဖတ်ရတာရှက်ဖို့ကောင်းတယ်တဲ့ဒါရှက်ဖို့မကောင်းဘူးကျမပြောမယ်နော်အလိမ္မာစာမှာပဲရှိအလိမ္မာကစာမှာပဲရှိတယ်အသိပညာဘဟုတုတကနော်စာမှာပဲရှိတယ်ပြီးတော့ဘာလဲဘဟုတုတရချင်လို့ရှိရင်စာဖတ်ရတယ်များနားထောင်ရတယ်နော်ပြီးတော့ဘာလဲပညာဟူသည်ပေး၍မရယူမရဤတဲ့အခုကျမဖတ်ပြတယ်ကိုကနားထောင်မှပဲနိုင်ငံရေးအကြောင်းနားလည်မယ်နော်နိုင်ငံရေးအကြောင်းနားလည်လို့ရှိရင်ဒီအာနာရှင်တွေကပလိရဲ့နီးမျိုးစုံနဲ့လိန်စားလက်စားအမျိုးသားရေးကိုအသုံးချလိုက်လူမျိုးရေးကိုအသုံးချလိုက်နော်နှစ်ပေါင်း80ကျော်တော်လှန်ရေးလုပ်လာတာအခုချိန်ထိဘာကြောင့်မအောင်မြင်တာလဲဒီနိုင်ငံရေးစောင်းပါးတွေကိုဖတ်ပြတဲ့ကျမနော်နားထောင်လိုက်လို့ရှိရင်အသိပညာအတတ်ပညာတိုးပွားပြီးတော့အာနာရှင်တွေကလိန်စားလက်စားညာစားလို့မရတော့ဘူးနော်ဒါကြောင့်မလို့အလိမ္မာစာမှာပဲရှိတယ်အဲကြောင့်မို့မာယာဆန်နော်ဒီဆောင်းပါးတွေသူညာရေးတဲ့ဆောင်းပါးတွေစာတွေကိုဖတ်လို့ဆက်စရာမဟုတ်ဘူးအခုပြည်သူတွေဒုက္ခရအောင်ပြည်သူအကျိုးစီးပွားပြည်သူတွေစဉ်းစားကြည့်နော်နေဦးလေးကလက်နဲ့ကင်တော့ဘယ်သွားလို့ရတယ်လက်နဲ့ကင်ပြီးတော့ပြည်သူအတွက်ကာကွယ်တာမဟုတ်လေသူတို့တကိုရေတကာရအတွက်ပဲကာကွယ်နေတာလေဒါကြောင့်မလို့သူတို့ကဘယ်သွားလို့ရတာပေါ့ဒါပေမဲ့အကျိုးစီးပွားပြည်သူလူထုဘာမှလုပ်လို့မရဘူးဟိုသွားလဲစစ်ဒီသွားလဲဖမ်းဟိုသွားလဲစစ်စေးဒီမြေမှာမွေးဒီမြေမှာကြီးပြင်းလာတာတော့မှဧည့်သည်လို့နေရတယ်နော်ဒါကြောင့်မလို့အဲ့ဒီကရင်လူထုတွေကဘာအကျိုးမှမရှိဘဲနဲ့ကရင်လူထုရဲ့အကျိုးစီးပွားနော်ဟိုစီးစိမ်ဥစ္စာတွေကိုကာကွယ်မှုမရဘဲနဲ့အခုကရင်လက်နဲ့ကင်ဘက်ကနေရတီပြီးတော့ကရင်လက်နဲ့ကင်အတွက်ဟိုဟာလေးလောက်ပေးပါအောင်ဒီဟာလေးပေးပါအောင်ပြည်သူတွေကမရှိမဲ့ဒီလိုမျိုးနော်ကုန်စည်နှုန်းကလည်းကြီးစီးပွားရေးမကောင်းမလဲကောင်းရောက်ကောင်းဝယ်အခွန်အခောက်တွေကကြီးမားတဲ့အချိန်မှာပြည်သူလူတွေဒုက္ခရောက်တဲ့အချိန်မှာနေကကျေးစားလက်နဲ့ကင်တွေအတွက်နော်ပြည်သူတွေကိုထပ်ပြီးတော့မိအေးနှခါနာနှထကွမ်းဒုက္ခပေးပြန်ပြီစစ်မတိုက်လို့ရှိရင်အလူမခံနဲ့လေပြည်သူတွေကိုဒုက္ခမှာပေးနေတယ်ဟုတ်တယ်နော်အဲ့ဒါကိုကျမဒီလိုမျိုးသူများဆောင်းပါးတွေဖတ်တာကိုသူတို့ရှက်တယ်တဲ့ဒါမရှက်ရဘူးနင်ရှက်ရမှာကအခုလက်ရှိပြည်သူတွေကိုဒုက္ခပေးနေတဲ့မအေးလို့မင်းအွန်လိုင်းကရင်ပြည်နယ်မှာအမျိုးသားရေးအော်ပြီးတော့လက်နဲ့ကင်နေတဲ့ကျေးစားလက်နဲ့ကင်တွေကိုနော်ပြည်သူအတွက်မကာကွယ်ပေးဘဲနဲ့မအေးလို့မင်းအွန်လိုင်းကိုသစ္စာကြုံခံနေတဲ့နော်နေထောက်ခံအားပေးနေတဲ့ကရင်လက်နဲ့ကင်တွေကိုနော်နေရှက်ရမှာနေကာကွယ်ပြီးတော့နော်ထောက်ခံပေးပြီးတော့ပြည်သူတို့ဒုက္ခပေးနေတဲ့နင်ကပို့ပြီးတော့ရှက်ရမှာအေးလေအဲ့ဒါကိုဘာလဲကရင်ပြည်နယ်ဘုံလာကျဲလို့ရှိရင်ဘယ်သူကအာမခံမလဲတဲ့နော်ဘယ်သူကအာမခံတယ်မအေးလို့မင်းအောင်နိုင်ကဘုံကျဲရင်ဘယ်သူနေတော့လက်နဲ့ကင်ပြီးဖြစ်စေနေတော့လက်နဲ့ကင်တာပြည်သူတွက်မဟုတ်ဘူးနေတော့အတွက်ပဲ
ဒါကြောင့်မို့မင်းအွန်လိုင်းကပြည်သူတွေကိုဘာပဲလှုပ်လှုပ်မင်းတို့ကယူမဆိုင်ဘူးမင်းတို့ကိုမထင်ရင်တော်ပြီမင်းတို့အကျိုးစီးပွားကိုမထင်ရင်တော်ပြီမင်းတို့မိသားစုကိုမထင်ရင်တော်ပြီဒါမှပြည်သူတွေကိုဘုတ်ဒုက္ခပေးတာမအေလို့မင်းအွန်လိုင်းပဲမဟုတ်ဘူးမင်းတို့ကရင်ကျေးစားလက်နဲ့ကန်အုပ်စုမှာဒုက္ခပေးနေတာမင်းတို့သတိစီလို့ဆိုရင်ငါအကောက်ကိုမထုနဲ့လေဒီကရင်အကြောင်းတွေကိုပြောတိုင်းကျွန်မအကောက်ကိုအမြဲတမ်းထုတယ်ဒါလားမင်းတို့လက်ပြလောက်တာမင်းတို့သတိစီလို့ရှိရင်အကောက်မထုပဲနဲ့နော်တဲ့ပြောလို့ရတယ်အခုနော်မာယာဆန်ဖီဒါဆန်ရဲ့ဆရာကဟိုအမေရိကန်မှာနေတဲ့နော်အီကိုနိုင်သကြိုးသွားကျိုးနေတဲ့အီကိုနိုင်အမေရိကန်မှာဒုက္ခသည်ပြီး KNO ဘဝနဲ့စစ်ပြေးဘဝနဲ့ဒုက္ခသည်အဖြစ်အမေရိကန်မှာနော်ခိုလုံပြီးတော့အခုဘာဆောက်လုံးမလုပ်ပဲနဲ့နော်ပြည်သူတွေကိုကရင်လူထုကိုသွေးခွဲနေတဲ့အဲ့ဒီခင်ညွတ်စပိုင်မအားလာထောက်လန်းရဲ့ခင်ညွတ်စပိုင်အီကိုနိုင်ကိုသူတို့ဆရာတင်တယ်ဒါကြောင့်မို့လူမျိုးရေးနဲ့သွေးခွဲလိုက်အမမလေးကျမတို့အုပ်စုအကောင်လုံးအရင်တော့ကတစ်ဖွဲ့တယ်ပဲနော်အရင်တော့ကထောက်ဖို့အကောင်လုံးတူတူပဲတစ်ဖွဲ့တယ်စစ်စစ်လုံးညင်းညွတ်ရှိတယ်အဲ့ဒီအီကိုနိုင်ဝင်ပြီးတော့သွေးခွဲလို့ကျမတို့ကိုသွေးခွဲလို့မရဘူးကျမတို့ကိုပြောတယ်ဟိုတော့စီရောက်တယ်ဟာကရင်ကဘလို့ဗမာကဘလို့လူမျိုးရေးသွေးခွဲတဲ့စကားတွေနဲ့ပဲအဲ့ဒီအီကိုနိုင်ဆိုတဲ့တကြိုးနော်နော်အိုမျက်နှုကြိုက်နေတဲ့တကြိုးကောင်ကကျမတို့ကရင်လူထုတွေကိုသွေးခွဲတယ်အဲကြောင့်မို့အခုကွဲသွားတာနော်ဒါကြောင့်မလို့သေချာစဉ်းစားပါကရင်လူထုတွေအခုမင်းတို့လက်နဲ့ကင်နေတာကရင်လူထုအတွက်လားဘယ်သူအတွက်လဲကရင်ပြည်နယ်မှာရှိတဲ့လူထုတွေအားလုံးသိပါတယ်သူတို့ကမပြောရဲမဆိုရဲလို့သာညင်ပြီးတော့ခံနေရတာမင်းတို့လက်နဲ့အားကိုပြီးတော့နော်လက်နဲ့အားကိုပြီးတော့ဟိုဘယ်လိုပြောမလဲနော်ပြည်သူတွေကိုချိန်ချောင်းနေလို့ပြည်သူတွေကမပြောရဲတာအဲ့ဒီစကားကို तू ပြောထွက်တယ်ကြည်ကရင်ပြည်နယ်မှာဘုံလာကျဲလို့စရင်ဘယ်သူအမခံမလဲတဲ့မအေလို့မင်းအောင်လိုက်လမ်းမှာတက်လာပြီးတော့ပြည်သူတို့ဒုက္ခပေးနေတာကြတော့မင်းတို့ကျေးစားလက်နဲ့ကင်တွေကအမခံသလားပြည်သူတွေကိုပေါ်တာဆွဲစစ်မှုထမ်းနော်အခုမြဝတီမှာလည်းဓမြတိုက်မှုတွေဖြစ်အဲ့ဒါကိုကျေးစားလက်နဲ့ကင်အများဆုံးရှိနေတဲ့ကရင်ပြည်နယ်ကသူတို့နဲ့မဆိုင်သလိုပဲနေတယ်ဒါလားမင်းတို့ပြောတဲ့အမျိုးသားရေးမင်းတို့ပြောတဲ့အမျိုးသားရေးကမင်းတို့နော်မင်းတို့အဖေနဲ့အမေညားပြီးတော့ရလာတဲ့နင်တို့ဖောက်ပိုးကောင်တော့ပဲပြည်သူလူထုတော့မဟုတ်ဘူးလေဒါကြောင့်မို့ကရင်လိုပဲသူပြောပြီးတော့နော်ပြည်သူကရင်မသိနားမလဲတဲ့ကရင်လူထုတွေကိုဟိုဗလဲစီးရုပ်သိမ်းသွင်းနေပြီးတော့ကျမအကောက်ကိုထုတယ်မင်းတို့ဖတ်တိစီလို့ရှိရင်အကောက်မထုပဲနဲ့နော်အကောက်မထုပဲနဲ့မင်းတို့ဖတ်တိရှိမင်းတို့လဲလိုက်လွင့်ငါတို့လဲလိုက်လွင့်ပြောလို့ရတယ်လေပြည်သူတွေကသူ့အသိစိတ်ဓာတ်နဲ့သူနော်ဆုံးဖြတ်လိုက်မယ်မင်းတို့ဖတ်တိစီလို့ရှိရင်အကောက်မထုနဲ့လေအခုကျမအကောက်တွေအကောက်လုံးသူတို့ထုပလိုက်တယ်ဒါလားမင်းတို့ဖတ်တိနောက်ပြောလိုက်သေးတယ်နော်ကျမတို့ကတဲ့ကျမတို့ PPG အဖွဲ့ကသူတို့လိုမျိုးမြေပြင်မှာနော်ပေါ်တင်ပြန်ပြီးတော့ line ပေါ်မှာတင်တက်ဗလဲပေါ်တင်ပြန်ပြီးတော့မပြန်ရဲဘူးတဲ့သူတို့လိုမျိုးပြန်ပြီးတော့ဗာအကျိုးရလေနေတော့နေမွေးထားတဲ့နေ့ရဲ့စစ်သားနေ့ကျေးစားလက်နဲ့ကင်တွေကိုမျက်စိအစာကျိုးပြီးတော့ပြန်လာတယ်အဲ့ဒီလမ်းစရိတ်အသွားအပြန်ကိုနေ့ရဲ့ကိုပိုင်ငွေနဲ့ကုန်တာမဟုတ်ဘူးလေပြည်သူအလူငွေနဲ့ကုန်တာလေဗာအကျိုးရလေနေတော့စစ်မြေပြင်မှာပြန်သွားပြီးတော့ RPG ထမ်းလိုက်စနိုက်ပါနဲ့ဓာတ်ပုံရိုက်ပြီးတော့မအေလို့မင်းအွန်လိုင်းစခန်းကိုသိမ်းနိုင်တယ်မအေလို့မင်းအွန်လိုင်းရဲ့ရွာတွေစခန်းတွေမြို့တွေကိုသိမ်းနိုင်တယ်ဆိုရင်ငါတို့ဆဲကားပြန်မင်းတို့ကိုထိုင်ရှိခိုးပြီးတော့မှနော်အားပေးအောင်မယ်လေးစားအောင်မယ်အခုမင်းတို့ပြည်သူအလူငွေတွေကိုမင်းတို့သောက်ဖြောက်ပြီးတော့နေမြေနေဆမှာပဲမင်းတို့ပြန်သွားတယ်နော်မင်းတို့နေဆမှာပဲမင်းတို့ပြန်သွားတော့ဓာတ်ပုံအလားရိုက်ပြီးပြန်လာအလူခံကောင်းလို့ပြည်သူလူထုတက်ပါကြိုးရလေဒါလားမင်းတို့အဲ့လိုမျိုးပြန်သွားလို့ဘယ်သူကမင်းတို့ကိုတလေးတစားနဲ့နော်ဟိုဗလဲခုတ်ယူတယ်လေပြည်သူအလူငွေတွေပဲကုန်သွားတယ်ပြီးတော့နော်ဟိုပြန်သွားပြီးတော့ကရင်ကျေးစားလက်နဲ့ကင်တွေအတွက်ဟာအလားလေးပြပြီးတော့မျက်စိအစာကြွေးပြီးပြန်လာတယ်
ဒါတော်လန်ရေးနိုင်သလားကရင်ပြည်နယ်မှာဘယ်မြို့ဘယ်စခန်းဘယ်နှစ်ခုသိမ်းနိုင်ပြီလဲအခုသူများတွေ9နှစ်6နှစ်သားကလေးနော်4နှစ်5နှစ်သား PDF လေးတွေအခုအညာစကိုင်းဒေသစကိုင်းမြို့ကိုသိမ်းနိုင်ပြီစကိုင်းမြို့ရဲစခန်းကိုတော့မှသူတို့တက်သိမ်းနေဗလဲတက်သိမ်းနေပြီနော်ပြီးတော့ဒီမကွေးတို့သူများသိမ်းနေပြီဘယ်မှာလဲနင်တို့ပြောနင်တို့ပြန်ရဲတယ်နင်တို့ကြွားပြောပြီးတော့နော်ငါတို့ကမပြန်ရဲဘူးနင်တို့ကပြန်ရဲတယ်နင်တို့ပြန်ရဲတဲ့နေရာမှာနင်မွေးစားထားတဲ့ဒီကျေးစားလက်နဲ့ကင်နေနေရတော့ပဲနင်ပြန်ရဲတာပေါ့နင်သွားရဲတာဖန်အန်နော်ဟောဖန်အန်မြို့ထဲကိုသွားပြီးတော့နင် RPG time တော့နင်သွားကြည့်လေနင်သွားရဲမလားနော်အဲ့ဒါကြောင့်မလို့အဲ့ဒီလိုနေစောက်ကြွားလို့ဘယ်သူမှနင့်ကိုစောက်ထင်မကြည့်ဘူးပြည်သူအလူငွေတွေအလဟာတာပဲကောက်သွားမယ်နော်ဘာမှအကျိုးမရဘူးကျေးစားလက်နဲ့ကင်တွေအတွက်တော့မျက်စိအစာကျွေးရုံပဲနားထဲမှာပေါ့ပြည်သူတို့မျက်စိအစာကျွေးတာသူတို့အလှပတွေပြင်ပြီးတော့မြေပြင်ကိုပြန်သွားဟီဟာဟိုပူးထွဲနေပြီးတော့နော်သူတို့ဘာတွေလုပ်လဲကိုမသိရဘူးပြီးရင်အလှရိုက်တတ်ပေါ့လှရိုက်ပြီးပြန်လာလိုင်းပေါ်တင်ဒါလားမင်းတို့လှုပ်တဲ့တော်လှန်ရေးဘယ်နေရဘယ်မြို့ဘယ်စခန်းသိမ်းနိုင်ပြီလဲမင်းတို့မဆက်ဘူးလားအဲ့ဒါမင်းတို့ဆက်ရမှာကပြည်သူအလူငွေကိုအလွဲသုံးစားလုပ်ပြီးတော့ဘယ်မြို့ဘယ်စခန်းဘယ်ရွာမှမင်းတို့မသိမ်းနိုင်တာအဲ့ဒါမှမင်းတို့ဆက်ရမှာငါတို့နိုင်ငံရေးစကားတွေပြောပြီးတော့နိုင်ငံရေးစာတွေသူများရေးတဲ့စာတွေကိုဖတ်ပြီးတော့ငါတို့ချပြနေတာနိုင်ငံရေးအသိတရားဘဟုတုတရလို့ရှိရင်ပြည်သူတွေနိုင်ငံရေးအသိတရားရလို့ရှိရင်နော်ဒီအာနာရှင်တွေဒီကျေးစားလက်နဲ့ကင်အာနာရှင်စစ်ဘလူးဝါဒီတွေကလိန်စားညာစားလက်စားလို့မရတော့ဘူးဒါကြောင့်မို့ပြည်သူအတွက်အကျိုးရှိတယ်အဲ့ဒါတန်မိုးရှိတယ်ဆက်ရမှာမဟုတ်ဘူးဆက်ရမှာကပြည်သူအလူငွေနဲ့အလွဲသုံးစားလုပ်ပြီးတော့မြေပြင်မှာပြန်ပြီးတော့ရဲဘော်တွေနဲ့ဟီဟာဟာပျော်ပွဲစင်ပဲလုပ်ပြီးတော့ပျော်ဟိုစားလိုက်တောက်လိုက်ပြီးပြန်လာလိုက်ဓာတ်ပေါက်ရိုက်လိုက်အဲ့ဒါမှပုံပြီးတော့ဆက်ဖို့ကောင်းတာနော်တခြားအကောင့်နဲ့ရှင်းလိုက်အောင်မယ်တတင်းကောင်းတွေအများကြီးပဲပြည်သူတို့ကျမတို့အခုစစ်ရေးတန်တမန်ရေးနော်အားကောင်းနေပြီစစ်ရေးမှာလည်းအားကောင်းနေပြီဆိုတာကရင်ပြည်နယ်ကိုထက်မတွက်နဲ့ကရင်ပြည်နယ်ကတော့ဒီတိုင်းပဲကရင်ပြည်ကတော့ကျမတို့အစကတည်းကပြောတယ်ကျွဲကူးရေပါအစစ်ဆိုပေမဲ့နောက်ဆုံးမှာကရင်ပြည်နယ်အခုကျမတို့သတင်းကြားတယ်ဟုတ်လားမဟုတ်လားမသိဘူးနော်တွေးကြည့်ပါပြည်သူတို့အခုကျမတို့ဒီတချို့ထိုင်းသတင်းတွေမှာနော်တရုတ်ကသူတို့ကြီးညာတော့မတရုတ်ကဟိုတင့်ကားအစီး60လောက်လာမသိဘူးသူတို့ဒီဗလဲကမ္ဘောဒီးယားကိုသူတို့ပို့ပေးတယ်ကူညီပေးတယ်ဒါပေမဲ့ကျမထင်တယ်မဟုတ်ဘူးနော်ဒါကကျမရဲ့သုံးစားချက်ပဲဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကျမတို့ဟိုစောက်ကြည့်ရမယ်နော်ကျမအထင်တော့ကျမတို့ကရင်ပြည်နယ်ကဂျားဖြန့်အခုကဘာမှာဆိုရင်အကြီးဆုံးပဲတရုတ်ရထားတာကလည်း BRI နော်ပိုလန်မစီမံကိန်းအဓိကမေကရွှေကုတ်ကိုဒီကရင်ပြည်နယ်ပဲအဲ့ဒါကိုသူတို့အောင်မြင်အောင်လုပ်မှာပြီးတော့သူတို့တရုတ်ကဒီကျေးစားလက်နဲ့ကင်တွေကိုခံတက်အဖြစ်ကျေးစားလက်နဲ့ကင်လို့ပြောတဲ့နေရာမှာကရင်ပြည်နယ်ကဒီ DKBAPG အဲ့တို့ဘာတို့အကောက်ပါတယ်နော်အဲ့ဒါဆိုအခုချိန်မှာသူတို့ဘာမှလုပ်မရဘူးသူများပြည်နယ်မှာသွားကြည့်လိုက်နော်မင်းအွန်လိုင်းတိုးလို့မရဘူးတိုးမပေါက်ဘူးလေရင်တစ်ခုပဲရှိတယ်ကရင်ပြည်နယ်မှာကြိုက်တဲ့နေရာသွားမအေးလို့မင်းအွန်လိုင်းကြိုက်တဲ့နေရာသွားလို့ရတယ်အဲ့ဒါမင်းတို့လက်နဲ့ကင်ပြီးတော့အမျိုးသားရေးអော်နေတာမင်းတို့မရှက်ဘူးလားအဲ့ဒါကြောင့်မို့ကရင်လူထုတွေလက်ရှိနော်ကရင်ပြည်နယ်မှာလက်နဲ့ကင်နေတဲ့ကျေးစားလက်နဲ့ကင်တွေကသူတို့ကတချို့ခွာထိုင်မယ်တချို့ကတော့မအေးလို့မင်းအွန်လိုင်းကိုသစ္စာခံမယ်ဒါပဲရှိတယ်အမျိုးသားရေးအတွက်ဆိုတာဗစနဲ့ပဲပြောတာလက်တွေ့မှာသူတို့ကိုဂျိုးကလွှဲရင်ဘာမှသူတို့မစင်စားဘူး